မေတ္တာဆေးတစ်ခွက်လူတစ်ယောက်ကိုကျွန်တော်တို့ဘလို့အကြည့်နဲ့ကြည့်တယ်လဲဆိုတာကထိုလူပုံမှာသာမကကိုယ့်ရဲ့စိတ်အခြေအနေပုံမှာပါအလွန်တက်ရောက်မှုရှိလာပါတယ်တခါတလေလူတစ်ယောက်ရဲ့ဘဝကိုပြောင်းလဲပေးနိုင်တာဟာစကလုံးအများကြီးမဟုတ်ပဲနှွေးထွေးတဲ့အကြည့်တစ်ချက်သာဖြစ်နေတတ်ပါတယ်လောကမှာလူတိုင်းကိုတန်တရားမျက်လုံးနဲ့ကြည့်နေမယ်ဆိုရင်ဘယ်သူကိုမှယုံကြည်နိုင်မှာမဟုတ်ပါဘူးကိုယ်စိတ်ထဲမှာလဲစိုးရိမ်မှုကြောက်ရွံ့မှုမတက်မတာဖြစ်မှုတွေအမြဲတမ်းကပ်ပါလာပါလိမ့်မယ်ဒါပေမဲ့လူတိုင်းကိုမေတ္တာနဲ့ကြည်တက်မယ်ဆိုရင်တော့သူတို့ရဲ့အားနည်းချက်တွေထက်လူသားဆန်တဲ့အလှတရားတွေကိုပိုမြင်လာနိုင်ပါတယ်လူတိုင်းမှာအမှားရှိကြသလိုကိုယ်တိုင်လည်းအမှားကင်းသူမဟုတ်ပါဘူးဒါကြောင့်အပြစ်ရှာဖို့ထက်ကိုချင်းစာတရားနဲ့ကြည်တက်ဖို့လိုပါတယ်သူဘာကြောင့်ဒီလိုပြောခဲ့တာလဲဘာကြောင့်ဒီလိုလုပ်ခဲ့တာလဲဆိုတာကိုနားလည်ပေးနိုင်တဲ့အခါအပြစ်တင်စိတ်တွေလျော့နေလာပြီးခွင့်လွတ်တတ်တဲ့စိတ်ထားတွေတိုးပွားလာပါလိမ့်မယ်တချို့လူတွေကလူတိုင်းကိုအနိုင်ယူခြင်းတဲ့စိတ်နဲ့ကြည်တက်ကြတယ်ကိုယ်ထက်သာရင်မကျေနပ်ဘူးကိုယ်ထက်နှိမ့်ရင်အထင်သေးတတ်တယ်ဒါပေမဲ့မျှတခြင်းတရားနဲ့ကြည်တက်မယ်ဆိုရင်တော့လူတိုင်းမှာသူ့တန်ဖိုးနဲ့သူရှိနေတယ်ဆိုတာကိုသဘောပေါက်လာပါလိမ့်မယ်မနာလိုမှုဟာကိုယ့်ရဲ့စိတ်ကိုအရင်ဆုံးလောင်ကျွမ်းစေတဲ့မိတ္တစဖြစ်ပါတယ်သူတစ်ပါးရဲ့အောင်မြင်မှုကိုမနာလိုစိတ်နဲ့မကြည့်ပဲဝမ်းမြောက်စွာအတူယူတတ်မယ်ဆိုရင်ကိုယ့်ဘဝလည်းတိုးတက်ဖို့အားအင်တွေရရှိလာမှာပါသူတစ်ပါးရဲ့အလင်းရောင်ကိုမငြိမ့်သက်ခြင်းပဲကိုယ်တိုင်လည်းထွန်းလင်းမှုစူးစမ်းတက်လာပါလိမ့်မယ်အမုန်းနဲ့ကြည့်တဲ့အခါအရာရာဟာအယောင်မိန်သွားတတ်ပါတယ်ဒါပေမဲ့အပြုံးတရားနဲ့ကြည့်လိုက်တဲ့အခါလောကကြီးကပိုမိုနှွေးထွေးလာတယ်အပြုံးတစ်ပွင့်ဟာလူနှစ်ယောက်ကြားကအကွာအဝေးကိုပိုနီးစပ်စေပြီးအေးဆက်နေတဲ့နှလုံးသားတွေကိုတော့နှွေးထွေးစေနိုင်ပါတယ်ဘဝမှာရလုံမှုတွေများလေလေစိတ်ပင်ပန်းရလေလေဖြစ်ပါတယ်စွန့်လွတ်တတ်တဲ့စိတ်နဲ့ကြည်တတ်တဲ့အခါမှာတော့ဘဝဟာပိုမိုပေါ်ပါလာပါတယ်အရာအလုံးကိုပိုင်ဆိုင်ဖို့မလိုသလိုအရာအလုံးလဲကိုယ်ဆန္ဒအတိုင်းဖြစ်လာဖို့မလိုပါဘူးဒါကြောင့်ကံတရားကစီမံပေးထားတဲ့မျက်လုံးနှစ်ဖက်ဟာအရာဝတ္ထုတွေကိုမြင်ဖို့တင်မဟုတ်ပါဘူးအမှန်တရားကိုမျက်မျက်တတကြည့်တက်မြင်တတ်ဖို့လူသားချင်းမေတ္တာထားတတ်ဖို့ကိုချင်းစာတရားနဲ့နားလည်တတ်ဖို့လည်းဖြစ်ပါတယ်အမှန်တကယ်လူတစ်ယောက်ကိုဘလို့အကြည့်နဲ့ကြည့်ရမလဲဆိုတာဟာကိုယ်ရွေးချယ်မှုပါမေတ္တာနဲ့ကြည့်တဲ့အကြည့်တစ်ချက်နားလည်မှုနဲ့ကြည့်တဲ့အကြည့်တစ်ချက်အပြုံးနဲ့ကြည့်တဲ့အကြည့်တစ်ချက်ဟာအမြဲတမ်းဆေးဖက်ဝင်နေတဲ့မေတ္တာဆေးတစ်ခွက်လိုလူလောကကိုအေးချမ်းစေပါလိမ့်မယ်